ရောက်လာမယ်မိမချောလေးရဲ့ပရောင်းပွင့်တဲ့ရဲ့ကိုလေးတွေးဆွေးမိတဲ့ဟောပြုံးကလေးနဲ့မသိသလို Starting from as my mic skips out from 10. All right, ready, everyone together. 10, 9, 8, 7, 6, 5, 4, 3. Hey, hey, yitama lebi ye, benya jeng lo makoriyo kane di. Hey, 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 yitama lebi ye, benya mayeng ne chitte kogo di. Hey, hey, yitama lebi ye, benya jeng lo makoriyo kane di. Hey, 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 yitama lebi ye. Benya mayeng ne chitte kogo di. Shima tu da sishibi.
ရဲ့ခံစားချက်လေးကိုတစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျာ ။ဟာရေဆိုတော့အရန်နွေးနေတယ်။ယာဒီတို့ကမိုးအောင်နေပြီမှာတော်တော်လေးကိုနွေးတယ်ခင်ဗျာ ဟုတ်ကဲ့အခုဒီပွဲကိုလာတဲ့ခါမှာဘယ်လိုမျိုးဘယ်လောက်ကြီးကြီးပျော်တယ်ဘယ်လိုမျိုးအစီအစဉ်တွေလုပ်ထားခဲ့တယ်ဆိုတာတစ်ချက်လောက်ပြောပြပေးပါဦး ။ဒီပွဲကိုဖြစ်မြောက်ဖို့တော့ DJ တွေငားရတယ်ကျွန်တော်တကယ်ချင်းအားလုံးခေါ်ရတယ်။ပြီးတော့ DJ ကစားဖို့တော့လည်းအားလုံးကအင်ပြည့်အားပြည့်အကုန်လာနေတယ်ခင်ဗျာ ဟုတ်ကဲ့ဒီလိုမျိုးကြားတာဝမ်းသာပါခင်ဗျာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ။ကျေးဇူးပါ။အော် ဟုတ်ကဲ့ကိုကျော်စိုးဒီပွဲမှာလူကြီးတက်ကြီးရွယ်တွေကိုပူဇော်တယ်လို့ကြားရပါတယ်ခင်ဗျာအဲ့ဒါဘယ်လိုမျိုးများစီစဉ်ခဲ့လဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါဦး ဟုတ်ကဲ့ဒီတက်ကြီးရွယ်ဟိုကဒါမြမရိုးရဆိုရင်တက်ကြီးရွယ်ဟိုပူတော်ပွဲပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းပါအောင်ဆိုပြီးတော့ကျွန်တော်တို့ကစူးစမ်းပြီးစီစဉ်တာပါဒီမှာလည်းကျွန်တော်တို့မရှိသေးဘူးပေါ့နော်ပထမဆုံးချိန်လည်းဖြစ်တယ်ဆိုတော့လေကျွန်တော်တို့တွေမြမရိုးရအစင်စာလေးကိုထိမ့်သိမ့်ခြင်းနဲ့စီစဉ်နေရည်ရွယ်ချက်လေးတွေပါ ဟုတ်ကဲ့ကိုဒါမျိုးကြားရတဲ့အတွက်အမေရိကန်မှာအခုလိုမျိုးနောက်ပိုင်းဆိုလဲတိတ်မရှိကြတော့ဘူးပေါ့ဗျာအဲ့လိုမျိုးလူကြီးတက်ကြီးရွယ်တွေပါတယ်အရင်ဆုံးရိုသေလေးစားမှုနဲ့အဲ့မျိုးကြောတဲ့ပွဲတွေပါထည့်တဲ့အစီအစဉ်လေးတော်တော်ကောင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒါမျိုးကြားရတာလည်းအရင်ပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကဲအခုလိုမျိုးပြောဆိုခွင့်ရတာလည်းကျေးဇူးတင်ပါတယ် ကျေးဇူးပါမစ္စတာ DJ ကဘယ်လိုလုပ်ခံစားရလဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါဦး ကျွန်တော်ကဒီမှာဒီနေ့နေ့လည်းဟောပြောတာပေါ့ဗျာအားလုံးသိရမလားဘာမင်းကြောင်းဘာမင်း come together အခုဒီ DJ ကိုကစားလာတာဘယ်လောက်ကြာပြီလဲခင်ဗျာ9နှစ်6နှစ်လောက်ပေါ့ရတဲ့အခုတော်တော်လေးကျွမ်းနေပေါ့ဗျာနော် ဒီလိုပါရဲ့နည်းနည်းမပန်းကြပါဟုတ်ကဲ့ကိုဒါမျိုးပြီးတော့မြူးကစားတာကြားရတဲ့အတွက်အလုံးဝမ်းသာပါခင်ဗျာ Thank you for having this thank you ဟုတ်ကဲ့အမဒီပွဲလေးမှာအမဘယ်လိုခံစားရလဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျာ အော်ပျော်တယ်အရန်ပျော်ပါတယ်ဘာလို့ဆိုဗမာပြည်မှာတဲ့ဟိုအကြောင်းပွဲဆိုအရန်တိုက်တာပေါ့နော်အရန်တိုက်တဲ့အခါကျတော့ပျော်တယ်ဒီမှာဆိုပြီးတော့ဟိုအမတွေကိုလောအားပေးတဲ့အတွက်တောင်းလို့လည်းအရန်ပျော်ပါတယ် ဟုတ်ကဲ့ပါအခုဒီမှာကွက်တွေပါတွေ့ရတယ်ဆိုတော့မှဘယ်နဲ့ကွက်လောက်များရောင်းပြီးတော့ရည်လဲခင်ဗျာ အော်တော်တော်များများရောင်းပါပြီရေကျွတ်တွေရောခွက်တွေရောအများကြီးရောင်းရတယ်တက်ကက်တွေတောင်ကုန်သွားဒါဆိုရင်တော့ကျွန်တော်တို့အားလုံးတော့ရေစိုးတော့အသင့်မြင်ရတော့မှာပါဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အမတို့ဘာကြော်နေလဲဆိုတော့တစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျာဟုတ်ပြီမလေးမဲကျော်တော့ပုံသွားရှာရီဒါပြောင်းပြီးတော့အမတို့ဒီပွဲမှာလာရောက်တက်ရောက်တဲ့အတွက်ဘယ်လိုမျိုးခံစားရလဲဆိုတော့တစ်ချက်လောက်ပြောပြပေးပါဦးအရင်ပေါ်တယ်ဒါဆိုပြောမပြောဘူးလားခင်ဗျာပေါ်ပါတယ်ဟိုဒီလောက်ရောင်းအောင်မယ်မဖြစ်တော့တိတ်အများကြီးလုံးလာလိုပဲတိတ်အများကြီးလုံးခဲ့ပါတယ်ဟုတ်ကဲ့အမဒီလိုဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ရွှေပြည်ရပါခင်ဗျာဒီပွဲကိုတက်ရောက်တဲ့အတွက်အမရဲ့ရင်ထဲမှာခံစားချက်လေးတစ်ချက်လောက်ပြောပြပေးပါဦးအမကတော့အရန်ကိုပြောတာပဲတိလားအခုလိုဒီ community ဖြစ်မြောက်ဖို့အတွက်ပေါ့နော်ကိုယ်တိုင်ကိုကြလည်းလှုပ်အားပေးတယ်ဟုတ်လားထမင်းဟင်းတွေလည်းချက်ပေးတယ်ဆိုတော့အကတွေလည်းဖြော်ပေးတာပေါ့နော်အများကြီးဝန်းတာတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အမဒီလိုမျိုးဖြေချပေးရတဲ့ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒါဘာလို့နေလဲဆိုတာတစ်ချက်လောက်ပြောပြပေးပါဦးခင်ဗျာရေမုံလုပ်နေပါတယ်ရေမုံဟုတ်ကဲ့အမတို့ဒီပွဲမှာဒါမျိုးဈေးရောက်ရတဲ့အတွက်ခန်းစားချက်လေးတစ်ချက်လောက်ပြောပြပေးပါဦးကျမတို့အခုလိုလဲရဝမ်းလဲဝါဆိုတော့ဝမ်းတာပါတယ်ဟုတ်ကဲ့အမပြီးတော့ဟိုဒီပွဲကဟိုဗမာတွေအကုန်လုံးစုပြီးတော့တက်တိုင်းကြလုပ်တယ်ဆိုတော့အဲ့ဒီပွဲလုပ်တဲ့စီစဉ်တဲ့လူတွေအကုန်လုံးကျေးဇူးတင်တယ်ဂုဏ်လည်းယူတယ်သူများနိုင်ငံသားမှာဒီလိုမျိုးတစုတစည်းလုပ်ဖို့ဆိုတာမလွယ်ဘူးလေအဲကြောင့်ကျွန်တော်တို့တွေအများနဲ့ဒီမှာဟိုအပေးလောက်အောင်တယ်ဟုတ်ကဲ့မအခုလိုဖြေချပေးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအခုဘာလို့နေလဲဆိုတော့တစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျာအခုဒီဆိုင်ကတော့ပစုံခွက်ကြော်ဆိုင်ပါပစုံခွက်ဆိုင်ကအများဆုံးဆိုလို့လူတွေကအကုန်လုံးဒီမှာပဲပုံနေစားစရာပြတ်သွားပြီဆိုတော့ဒီမှာပဲအကုန်လုံးပုံပြီးတော့တန်းစီတဲ့လူတွေလည်းကျွဲလဲကျွဲနေတယ်ရောင်းလဲရောင်းနေတယ်အကုန်လုံးစားစေချင်ပါတယ်ဒါပေမဲ့မနိုင်ဘူးဖြစ်နေတယ်နော်ဝမ်းလဲနေပါတယ်နောက်ဆိုလို့ရှိရင်အကုန်လုံးစီးနဲ့က
န်းနဲ့အကုန်လုံးစားစရာဆုံးလျောင်းများများရောင်းတဲ့လူတွေလည်းရှိအောင်အဲ့မျိုးစီစဉ်ပါမယ်လို့ဟုတ်ကဲ့အမအဲ့လိုမျိုးဒီလိုပွဲမှာပေါ့ဈေးရောက်ရတဲ့အတွက်အမရဲ့ခံစားချက်လေးတစ်ချက်လောက်ပြောပြပေးပါဦးအရင်ဝမ်းသာတာပဲအရင်ဝမ်းသာစေတနာအများကြီးပဲပျော်လဲပျော်တယ်ဒီလိုမျိုးပြောမှာစေတနာအများကြီးနဲ့လည်းရောင်းနေတယ်လူတွေပြင်မှာငါတို့ကလူတွေအကောင်ရရကြမှာကားဘောကစော်တွေကလည်းအဲ့ဒီဘုံမင်းကြီးမနေနဲ့လူတွေပြင်မှာငါတို့ကခုံလည်းမခုံမခုံရင်ထိုင်တော့မယ်ထိုင်ကြ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 လူတွေပြင်မှာငါတို့ကကားဘောကစော်တွေကလည်းထိုင်ကြထိုင်ကြအဲ့ဒီဘုံမင်းကြီးနဲ့ထိုင်ကြထိုင်ကြလူတွေပြင်မှာငါတို့ကထိုင်ကြထိုင်ကြဘာမှမတွေ့တဲ့စိတ်ချပျော်ပျော်ကြည့်တာပဲရေရေဆိုရွှဲအင်္ဂရုံပြန်နေအာစစ်စားနေကောင်းချုံနေတဲ့လောကကြီးကပြေဖို့ကောင်းတယ်ပက်လိုက်ကြတော့ကွယ်ဟိုစင်လာခဲ့ပါချမ်းမာတူဘတူဘကားကြဆိုလေလာချမ်းမာတူဘတူဘကားမဲဟေးချမ်းမာတူဘတူဘကားကြဆိုလေလာချမ်းမာတူဘတူဘကားမဲဟေးတို့ရဲ့တဲ့ချမ်းတို့ရဲ့တဲ့ချမ်းတိတ်ကုန်နေတဲ့ကြောင်းလေးပြောပြသမှာဟေးတို့ရဲ့တဲ့ချမ်းတို့ရဲ့တဲ့ချမ်းတိတ်ကုန်နေတဲ့ကြောင်းလေးပြောပြသမှာဟေးချမ်းမာတူဘတူဘကားကြဆိုလေလာချမ်းမာတူဘတူဘကားမဲဟေးချမ်းမာတူဘတူဘကားကြဆိုလေလာချမ်းမာတူဘတူဘကားမဲဟေးတို့ရဲ့တဲ့ချမ်းတို့ရဲ့တဲ့ချမ်းတိတ်ကုန်နေတဲ့ကြောင်းလေးပြောပြသမှာဟေးတို့ရဲ့တဲ့ချမ်းတို့ရဲ့တဲ့ချမ်းတိတ်ကုန်နေတဲ့ကြောင်းလေးပြောပြသမှာဟေးချမ်းမာတူဘတူဘကားကြဆိုလေလာချမ်းမာတူဘတူဘကားမဲဟေးချမ်းမာတူဘတူဘကားကြဆိုလေလာချမ်းမာတူဘတူဘကားမဲဟေးတို့ရဲ့တဲ့ချမ်းတို့ရဲ့တဲ့ချမ်းတိတ်ကုန်နေတဲ့ကြောင်းလေးပြောပြသမှာဟေးတို့ရဲ့တဲ့ချမ်းတို့ရဲ့တဲ့ချမ်းတိတ်ကုန်နေတဲ့ကြောင်းလေးပြောပြသမှာဟေးတနေ့ခေါက်တော့ရောက်လာမယ်မိမချောလေးရဲ့ပရောပွင့်တဲ့ရဲ့ကိုလေးတွေးဆွေးမိတဲ့ဟောပြုံးကလေးနဲ့မသိသလိုကွယ်လန်းသွားရဲ့တဲ့တနေ့ပြောင်းဖို့မောင်းကိုလေးခွဲသွားတာလားတနေ့တစ်ခေါက်တော့ရောက်ရှင်တဲ့မိမချောလေးရဲ့ပရောပွင့်တဲ့ရဲ့မှာအတူတွဲလွှဲကြမယ်တွေ့တော့မှတသိန်းတွေလို့စိတ်မသွားနဲ့ကွယ်တနေ့ပြောင်းဖို့မောင်းကိုလေးစွန့်ခွာမှာလားမြူဟာကိုလေးကတော့တယောက်သူလေးကတော့ချစ်စရာဒီတည်းကြတဲ့မျက်နှာမြူကြလူတိုင်းကပြောတယ်ဩမင်းအတွက်ကြောင့်မောင်းပေါ်ကိုအရှုံးမပေးနဲ့တဲ့စကားတစ်ခွန်းတော့ပြောရင်လေခွင်လွတ်လိုက်ွယ်ဖလားလေးနဲ့မြောက်သူရေသွားပဲကြမယ်ပတောင်းတစ်ခက်နဲ့တစ်သက်ဆိုရင်တစ်ဖက်လက်နဲ့ရွယ်နှုတ်ဆက်လို့ခွဲခွာရင်အသက်ကျွေးမှလားပြောရင်လေခွင်လွတ်လိုက်ွယ်ဖလားလေးနဲ့မြောက်သူရေသွားပဲကြမယ်ဘနောက်တစ်ခက်နဲ့တစ်သက်ဆိုရင်တစ်ဖက်လက်နဲ့ရွယ်နှုတ်ဆက်လို့ခွဲခွာရင်အသက်